စက်ကူနဲ့လှုပ်ထားတဲ့လေပေါ်ထိုင်ပြီးတကယ်လူကရေပေါ်မျောနိုင်မလားလေရဲ့ပုံစံကအရန်ကြီးရင်လူရဲ့အလေးချိန်ကိုခံနိုင်ရင်ခံနိုင်မယ်ဒါပေမဲ့လူတစ်ယောက်ကယုံကြည်နေတာကလေကိုဘီလက်မြေနဲ့လှုပ်ရင်ပိုခိုင်မဲတဲ့ဒါကြောင့်ဘသူလေကလူကိုရေပေါ်မျောစေနိုင်မလဲမျောနိုင်သူကအနိုင်ရမယ်ကောင်လေးကအရွယ်စားငါးမျိုးစီထားတဲ့အဖြူစက်ကူတွေနဲ့လေတွေလှုပ်ပြီးသူတို့ရဲ့ခိုင်မာမှုကိုစမ်းသပ်ကြည့်တယ်သူသိရတာကလေကြီးလာတာနဲ့အမျှတဲဆောင်နိုင်တဲ့အလေးချိန်ပါမြင့်တက်လာတယ်လူတစ်ယောက်ရဲ့အလေးချိန်ကိုတဲဖို့ဆိုလေကလူရွယ်စားကြည့်ရမယ်ယုံကြည်မှုပြည့်ဝနေတဲ့ကောင်လေးကထပ်ပြီးစူးစမ်းတယ်ဒီတစ်ခါသူကမီတာ18ရဲ့စက်ကူလေးကြီးဆောက်တယ်ဒါပေမဲ့ဒီလောက်ကြီးတဲ့အဖြူစက်ကူလေးကသူ့ဘာသာသူမရက်တည်နိုင်ဘူးမိတ်ဆွေတွေကကူညီပေမဲ့လေမှာအကြီးစားပေါက်ဖြစ်သွားတယ်ကောင်လေးကတွေးမိတယ်တကယ်ပြဿနာကစက်ကူကြောင့်ပါတယ်သူကစက်ကူစားပုံးစက်ကူကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပြီးမီတာ6ရှည်တဲ့လေဆောက်ဖို့စဉ်းစားတယ်ဒီလောက်ကြီးတဲ့လေအတွက်ပစ္စည်းများကြီးလို့တယ်သူကပုံးစက်ကူဝယ်လိုက်တယ်သူကပုံးစက်ကူပြားထူထူတွေနဲ့ချောင်းရိုးနဲ့အောက်ခံကိုလှုပ်တဲ့အပိုင်းတိုင်းကိုအတိအကျတိုင်းတာပြီးဆက်တယ်ဒီအလောက်ကအခုဆိုစက်ကူခောက်ရုံတင်မဟုတ်ပဲနေပညာနဲ့ဥနောက်သုံးရတဲ့အရာဖြစ်လာတဲ့တနေ့တာစူးစမ်းမှုအပြီးမှာလေရဲ့ချောင်းရိုးအသင့်ဖြစ်သွားတယ်အခုသူတို့ကအလွှာလေးထပ်ပုံးစက်ကူနဲ့လေတစ်ခုလုံးကိုဖုံးအုပ်လိုက်တဲ့ထူတဲ့မှုကြောင့်လုံခြုံမှုကိုခံစားရတယ်ဒါပေမဲ့ရေကိုတားဆီးဖို့လည်းအရေးကြီးတယ်ဒါကြောင့်လေရဲ့အပြင်ဘက်နဲ့အတွင်းဘက်အစိတ်ပိုင်းတိုင်းကိုဖျောင်းနဲ့စီးလွှာတုပ်ပြီးအဖြူရောင်တုပ်လိုက်တယ်တခြားတစ်ပတ်မှာတော့ကောင်လေးကတက်သားပုံစံထဲမှာဘီလက်မြေတဲ့ပြီးလေကိုအသင်းလှုပ်ထားတဲ့နေ့ရက်ကြာမှာအဲ့ဒီလေကလည်းရေရဲချဖို့အသင်းဖြစ်နေပြီးကောင်လေးရဲ့လေပေါ်မှာလူ9ယောက်ထိုင်ပြီးလေကအေးဆေးတည်ငြိမ်စွာမျောနေရဲ့ခီးတစ်ဝက်မှာငါးဖမ်းသမားတစ်ယောက်ပါဝင်လာတဲ့အခုဆိုလူ6ယောက်ရေပေါ်မှာမိနစ်30ကြာပျော်ပျော်ရွှင်ရွှင်မျောနေကြတယ်ဒါပေမဲ့သူတို့ပင်လယ်ဘက်ကိုဥတီလာတဲ့အခါလေရဲရေစိမ့်ဝင်လာပြီးအနီးကကျုံးငယ်လေးတစ်ခုပေါ်မှာမဖြစ်မနေရပ်နားလိုက်ရတယ်အဲ့ဒီဘက်မှာတော့နော်ကြကောင်းညလေးရဲ့ဘီလာပြမွားလေသူ့ရဲ့အလေးချိန်ကကီလို1000ကျော်တဲ့ရေရဲချတဲ့အခါအံ့အားသင့်စရာကောင်းတာကသူလဲမျောနေရဲ့ကောင်လေးနဲ့သူ့ငယ်ချင်း2ယောက်လုံးထဲထိုင်ပြီးရှေ့ဆက်တိုးတယ်ဒါပေမဲ့ဒီချိန်မှာပဲရုတ်တရက်မိုးရွာလာတယ်ပြင်းထန်တဲ့မိုးရွာသွန်းမှုကသူတို့ရဲ့မျောလင်းချက်တွေကိုချိုးဖျက်လိုက်ပြီးခီးတစ်ဝက်မှာပဲရက်လိုက်ရတဲ့2ယောက်စလုံးဒီစိန်ခေါ်မှုကိုပြီးမြောက်အောင်မလုပ်နိုင်ခဲ့ဘူးဒါပေမဲ့လေဆောက်ပြီးစမ်းတက်ရတဲ့အရာတာကိုတော့သူတို့အပြေအဝခံစားခဲ့ရတယ်ဒါဆိုမင်းတို့ကဘယ်နှစ်ကြိမ်လောက်လေပေါ်ထိုင်ဘူးပါတလဲ